ဒီစီစဉ်ကိုတင်ဆက်သူဖြစ်ဆောင်ရွက်သွားမယ့်သူကတော့ကျမမဇာပန်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့နဲ့အတူတူအထူးဧည့်သည်တော်ရှိပါတယ်သူကတော့လက်ရှိ MSF မှာလူနာပံ့ပိုးကူညီရေးကြီးကြပ်သူ Patient Support Supervisor အဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့မက်ကေပဲဖြစ်ပါတယ်မက်ကေကဂယုနာရှင်များအသင်းကိုစပြီးတော့တည်ထောင်ခဲ့တဲ့သူလည်းဖြစ်ပြီးတော့လူနာတွေအထူးသဖြင့်HIV ပိုးကူးစက်ခံထားရတဲ့သူတွေကိုပြုစုဆောင်ရှောက်ပေးတဲ့အတွေ့အကြုံတွေအများကြီးရှိထားတဲ့သူလည်းဖြစ်ပါတယ်။ဒီနေ့အပိုင်းမှာတော့ကျမတို့တွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကလူထုပေါ်ဘယ်လိုတက်ရောက်မှုတွေရှိစေခဲ့လဲဆိုတဲ့ဟာကိုလေ့လာဆန်းစစ်သွားမှာဖြစ်ပါတယ်။ဒါအပြင် HIV လူနာတွေကိုပြုစုဆောင်ရှောက်ခဲ့တဲ့မက်ကေရဲ့အတွေ့အကြုံတွေကိုလည်းမျှဝေပေးမှာဖြစ်ပါတယ်။ဆက်ပြီးတော့နားဆင်ပေးပါအောင်ရှင်။မင်္ဂလာပါမင်္ဂလာပါဟုတ်အမနာမည်လေးမိတ်ဆက်ပေးပါအောင်အမနာမည်နန်ကီတောင်းပါဟုတ်အခုဒီမှာဘယ် position နဲ့လုပ်လို့ရအခုလက်ရှိကတော့ patient support supervisor position နဲ့ပေါ့နော် kitchen project မှာလုပ်နေပါတယ်ဟုတ်အမဒီ humanitarian နယ်ပယ်ပေါ့နော်ဒီလူသားချင်းစာနာထောက်ထားမှုနယ်ပယ်တွေကိုဘယ်လိုစပြီးတော့ရောက်လာတာလဲအဲ့လိုပြောရမယ်ဆိုတော့ humanitarian လို့ပြောရင်ပေါ့နော်ဆိုတော့ MSFကတော့ကြာပြီပေါ့နော် MSF မှာတော့2009ကစပြီးဝင်လာဟုတ်တယ်ပေါ့ဒါပေမဲ့ MSF မစခင်ကိုပြောရမယ်ထင်တယ်ပေါ့နော်အဲ့ဆိုကျွန်တော်ကအရင်တော့1985ကတည်းကRed Cross member အနေနဲ့ကျွန်တော် school ကျောင်းချက်ချင်းနေနဲ့စပြီးတော့လုပ်ခဲ့တာပေါ့လာရှုံးမှာမြင်းကြီးကျယ်လာမလိုက်တဲ့နေ့တစ်ခုရှိလူတွေလည်းအများကြီးပြည်တယ်ပေါ့လူ300ကျော်တိတ်လိုက်တယ်ပေါ့နော်အဲ့မှာချက်ချင်းနေတွားရမယ်ဆိုတဲ့အခါကျတော့ uniform လေးဝတ်ပြီးတော့တွားလိုက်တာပေါ့ကိုကငယ်လေးငယ်လေးရပေါ့နော်ဆိုတော့တိတ်တော့နားတယ်ဒါပေမဲ့အဲ့ဒီမိလောင်ပြန်ကနေစလိုက်တာပါပဲဟိုလူနာတွေအများကြီးလည်းတွေ့ရတယ်လူတွေအများကြီးလည်းတည်ရတယ်နောက်ဒီဒုက္ခရောက်နေတဲ့ဒီဟိုဒုက္ခတွေကိုလည်းထမင်းထုတ်ဝေရတာဒီနေရာချထားရေးဒီအဲ့လိုမျိုးတွေအများကြီးလုပ်ခဲ့ရတာပေါ့အဲ့မှာတချို့တွေကတော့ပြောပေါ့ကျမတို့ကအရမ်းငယ်တဲ့အခါကျတော့သူတို့ကဒီလူတွေတွေမြင်လုံနိုင်ပါမလားဆိုတဲ့အသွေးနဲ့တော့တချို့တွေကပြောကြတာလဲကြားလိုက်ရတယ်အဲ့ချိန်မှာဘာလို့လုံနိုင်အောင်မလဲဆိုတဲ့စိတ်နဲ့ပေါ့နော်အဲ့လိုမျိုးနဲ့စလုပ်လိုက်တယ်တကယ်ချင်းနဲ့ဝိုင်းပြီးလုပ်တဲ့အခါမှာအဲ့ကြောင့်မှပဲချက်ချင်းရဲ့နှိမ့်တာကဘယ်လောက်ထိလူတွေကိုအကျိုးရှိစေလဲဆိုတာကိုသိလိုက်ကြတဲ့ကနေစပြီးတော့ဆက်တိုက်ထောက်လျှောက်လုပ်ဖြစ်ခဲ့တာပေါ့ပထမဆုံးလူနာကိုcounseling ပေးရတဲ့အတွေ့အကြုံပေါ့နော်အဲ့လူနာကိုစပြီးတော့အကူအညီပေးရတဲ့ဟာလေးအဲ့ဒါလေးပြောပြပေးပါဟုတ်ဆိုတော့ပထမအဆုံးလူနာကမမရရပေါ့နော်ဒါတော့ဘဝမှာလည်းဘယ်တော့မှမမေ့တဲ့အရာပါပဲဆိုတော့ကလေးက18နှစ်ပဲရှိသေးတယ်18နှစ်ယောက်ျားလေးပေါ့နော်18နှစ်ပဲရှိသေးတယ်ထိုင်းကနေပြန်လာပြီးတော့သူကဆေးရုံတက်တယ်ပေါ့ဆေးရုံမှာဆေးကုသမှုခံပြီးတော့သူကဝင်ချောဝင်ပြက်ဖြစ်ပြီးတော့ဆေးရုံတက်ပြီးတော့ကုသမှုခံတဲ့အခါမှာsport တွေပေါ့နော်ဒီအရေးပြားကိစ္စတစ်ခုပေါ့အဲ့မှာတွေ့လာတဲ့ဆရာဝန်တွေကတန်ရာရှိပြီးတော့သူ HIV ဆက်လက်ကြတယ်ပေါ့ဒါတော့ဟို sister ကျွန်တော်ပြပြပေးရဲ့ history အရပေါ့နော်ဆိုတော့ဆက်လိုက်တဲ့အခါမှာ HIV ကိုတွေ့သွားတယ်အချိန်ကကြာလဲ HIV ကကိုရနတ်တီဆေးမရှိတော့ HIV ဖြင့်ရန်ချက်နဲ့သိမယ်တို့နောက်တစ်ခါကျ HIV ပိုးရှိလာရင်တင်ပါဘဒူဆိုတာတဲ့ဘာလုပ်ခဲ့တဲ့ပုံမူတည်ရစသဖြင့်ကျမတို့ရဲ့လွယ်မာတဲ့ကျန်းမာရေးပညာပေးတဲ့အချက်တွေလူတွေကိုအရင်ကြောက်လန့်စေတယ်ပေါ့နော်။နောက်ဆေးရုံမှာကျတော့လေနင်တို့ရဲ့သားကကူတားလို့မရတဲ့ယောဂဖြစ်နေပြီပေါ့။အဲ့တော့နင်တို့လည်းသူ့ဆရာနဲ့ကူဆက်ခံရရင်တော့ဒီယောဂနဲ့ပဲသိမယ်ဆိုပြီးတော့မိသားစုဝင်တွေအဲ့လိုပဲပြောပြီးတော့ဆေးရုံကနေဆင်ခိုင်းလိုက်တာဟုတ်တယ်။အဲ့ချိန်မှာတို့ကလည်းအကူအညီလိုတဲ့ခါမှာလောမှမသိတော့ကျမတို့ရုံက sister ပေါ့နော် sister ကိုဆေးတွင်းပေးဖို့အကူအညီတောင်းတာပေါ့နောက်တို့ကလည်းကူးဆက်ခံရနိုင်တယ်လို့ပြောတဲ့ခါကျတော့မိဘတွေတော့ဟုတ်တယ်ကိုသားသမီးတော့ဟုတ်တယ်ဒါပေမဲ့တို့ကလည်းကြောက်တဲ့ခါကျတော့သူ့ဝက်သေးထဲမှာပဲတော့ထားတာပထမဆုံးလူနာလေးကသူ့ဝက်သေးထဲမှာပဲတော့ထားတယ်နောက်သူ့ကိုအသက်တည်သွားပြီလားပေါ့တည်ပြီလားမတည်ဘူးလားဆိုကြည့်ပြီးပို့တော့အဲ့ချိန်တုန်းကဆိုတော့ပစံတော်တမ်းမှုရှိပါတယ်သူကမနက်ကို3000ညနေ3000နဲ့လူ900တော့မှကြည့်ပြီးမှလူတယောက်မှမရှိဘူးဒါသူ့ကိုပြုစုဖို့မဟုတ်ဘူးပေါ့နော်သူတိတ်မတိတ်ကြည့်ပြီးပို့ပဲအဲ့ဒါဟိုလုပ်ပြီးမှလူမရှိဘူးပေါ့လူနာရပြီးငါစပြီးတော့practice လုပ်ရတော့မယ်ပေါ့နော်ဟိုအဲ့လိုမျိုးစိတ်နဲ့တွားခဲ့တာဟုတ်တယ်တကယ်လူနာကိုမြင်တဲ့ခါကျတော့ကျမရဲ့ရွက်ချက်ကပြောင်းတော့လားဆိုတော့ဘာလို့လဲဆိုကိုယ်တိုင်းကချက်ချင်းကြီးလှုပ်လာတာဖြစ်တဲ့အတွက်လူနာမြင်ပြုစုရမယ်ဆိုအတွေ့အကြုံပြန်ဝင်လာတဲ့အခါမှာ counseling ကတော့ဒုတိယနေရာပြန်ရောက်သွားတာအဲ့နဲ့ဒီလူနာကိုမေးကြည့်ပေါ့ဘာလို့ချင်လဲပေါ့ဒီဆန္ဒပေါ့နော်အဲ့မှာမေးကြည့်ခါတော့သူကစီကူတောင်းမှုခံယူချင်တယ်ပေါ့
အဲ့လိုမျိုးသူမသေးချင်ဘူးဆိုတဲ့ဟာမျိုးတော့ပြောတယ်ကလေးရလေအဲ့ချိန်ကျတော့သူ့မှာကလည်းဒီအရေးပြားယောဂတွေရထားတော့ကုတ်တာပေါ့နော်နားတဲ့ခါကျတော့ရတာကုတ်တော့တွေးတွေလည်းအလိမ့်လိမ့်ပေါ့အဲ့လိုဆိုတော့ဒီချိန်နေနဲ့ဆိုတော့စေုံခေါ်ရလို့အဆင်မပြေဘူးလားလို့ပေါ့နော်တကယ်လည်းစေုံကလည်းသူ့ပြန်ဆင်းခိုင်းထားတာဆိုတော့ဒါဒီယောဂကိုအရင်ဆုံးကုတ်မယ်ပေါ့ဒီအရေးပြားတွေပါတက်တာအောင်အရင်လုပ်ပေးမယ်နောက်သူအားရှိအောင် sister လည်းစီးတွေတွင်းပေးမယ်နောက်စားတိုက်တာပါကျွန်တော်တို့လည်းတတ်တော့ပေါ့နော်ချက်ချင်းကြီးဆိုတော့အဲ့လိုလေးနဲ့အတတ်နိုင်လို့ဆွဲပြီးတော့နည်းနည်းလေးကောင်းလာရင်စေုံကိုပြန်တင်ပေးမယ်ဆိုတဲ့အစီအစဉ်မျိုးတော့စဉ်းစားခဲ့တာပေါ့ဆိုတော့စဉ်းစားပြီးတော့သူ့အတတ်နိုင်ဆုံးလေးအားပေးပြီးတော့ကျွန်မပြန်လာခဲ့တယ်ပေါ့ပြန်လာပြီးတော့ကိုတယောက်ထဲကတော့လုံးလို့မရဘူးလीနော်အဲ့နဲ့ကိုချက်ချင်းကြီးကတငယ်ချင်းလေးတွေလုတ်ဖို့ကန်ပလေးတွေကိုအကုန်လုံးကိုခေါ်လိုက်တယ်ပေါ့အဲ့တော့လူနာတယောက်တွေ့ခဲ့တယ်ဒါနဲ့လောက်ကြမလားပေါ့ငါတို့စပြီးတော့ဒါပေမဲ့ခုလောလောဆိုတော့နှစ်တိတ်ဆွေးနေရထက်ဆိုင်ကျွန်တော် patient care အရင်လုပ်ဖို့လုပ်မယ်ပေါ့ဒါနဲ့ကျွန်တော်တို့နဲ့စိတ်တူကိုတူပေါ့နော်9ယောက်6ယောက်လောက်လုပ်မယ်ပေါ့ဒါနဲ့ကိုဘာနဲ့ကိုလုပ်မယ်ဆိုတော့လေဘာစားလုပ်လို့လုပ်ရမှာမသိဘူးပေါ့နော်အဲ့ချိန်တော့အဲ့နဲ့ကာလာတာဌာနပေါ့လာရှိုးဒီပြည်သူစေုံရကာလာတာဌာနဆရာဝန်ကြီးနဲ့တော့တွေ့ဖြစ်ခဲ့တယ်တွေ့တော့ဆရာကြီးကိုတစ်ချက်မေးရပေါ့နော်ဒီနာရဲ့အချိန်ကြီးကတော့ဒီလိုရှိတယ်ကျမတို့တို့ဘယ်လိုခဲလုပ်ပြရမလဲဘယ်လိုရေချိုးတန်းစင်ပါစီးထည့်ပြရမလဲပေါ့အဲ့လိုဆရာတို့တော့သွားပြီးမေးလိုက်သေးတယ်ခွဲအားကြတော့လေလုတ်ပြီးချင်တယ်ပေါ့နော်လူနာတွေရဲ့နောက်ဆုံးအချိန်ဆိုတော့ဘဝမှာတော့တစ်ခါပဲတေချမှာဘလို့တေဆိုပြီးတော့အချင်းငယ်လဲငယ်တော့လေအဲ့လိုစိတ်နဲ့ပဲဝိုင်းပြီးတော့လုံမယ်ဆိုပြီးတော့ဆရာကိုလည်းကိုကြီးတောင်းတော့ဆရာကတချို့ဆေးလေးတွေပေးလိုက်တယ်နောက်လိုတဲ့ဆေးတော့ကျွန်တော်ကိုလေးတွေစုပြီးတော့စပြီးတော့လူနာပြုစုမယ်ဆိုပြီးတော့ဖွဲ့လေးတေးလေးဖွဲ့လိုက်စဖွဲ့ဖြစ်လိုက်တာပေါ့အမှမနေ့ပြန်တော့သွားမယ်ပေါ့ဆိုအားလုံးစုထားကြပါပေါ့လေမနေ့ပြန်တော့ငါတို့လူနာသွားပြုစုနိုင်ပြီဆိုတော့အကုန်စုထားမနေ့7 နာရီခွဲလောက်ဒီကျမရဲ့ရုံရှိမှာပဲစုကြမယ်ဆိုတော့အဲ့လိုစီစဉ်နေသွားတဲ့ခါမှာသွားခန်းလေးလေးပဲ sister ကရောက်လာတယ်ပေါ့ရုံတက်ချိန်ဆိုတော့လေ sister ကျမတို့ကလူနာစီသွားမယ်ပေါ့ပြုစုတော့မယ်ဆိုတော့ sister ပြောတယ် KK your patient was expired last night ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့တော်တော်ကြီးဟတ်ထီတော့ပါတော့ကိုကတော့ရန်ပြုစုချင်တဲ့အချိန်မှာကိုရဲ့အိမ်မကပြက်စီးသွားတယ်လို့ဖြစ်သွားပါပေါ့။ဒါမှကျမတို့ဘာလုပ်ရမှန်းမသိတော့ဘူးเนาะ။နောက်ဘယ်လောက်ထိအချိန်ကြီးဆိုးသွားလဲဆိုတော့ sister ကဘာပြောလဲဆိုတော့သူတို့နာရေးတွေဘယ်လိုလုပ်လဲပေါ့ကျမကတခုစိတ်ပူတာတက်ကဲပေါ့တက်ကဲဘယ်လိုလုပ်လိုက်လဲပေါ့เนาะ။ဘာလို့ဆိုယောဂလည်းကူးဆက်နိုင်တယ်ဆိုတဲ့ဟာမျိုးရှိတရားကိုအဲကျတော့သူတို့အမေတွေကဘာပြောလဲဆိုsister သူတို့အမေတွေကအဲ့ဝတ်တဲနဲ့အတူပဲအဲ့မှာပဲမိရှူလိုက်တာတဲ့ဆိုတော့နာရေးလည်းမလုပ်ဖြစ်တော့ဘူးဆိုတော့တကွာညံကုန်းတွေပါအမျိုးတွေတော့သူတို့ခြံဝင်းနေရတော့မှအရန်ကျေတာဆိုတော့အဲ့သူ့ရဲ့ဝတ်တန်းထဲမှာပဲသူတခါတည်းတချို့လိုက်တယ်ပေါ့ဝတ်တဲပါမိရှူပြီးတော့အဲ့မှာစပြီးတော့ကျွန်တော်တို့တတိပြူမိလိုက်တာကငါတို့လူနာတွေကိုနောက်ကျမှတွေ့ရင်အဆင်မပြေဘူးပေါ့အဲ့တော့မြန်နိုင်တယ်မြန်တွေ့အောင်လုပ်ဖို့လိုတယ်ဆိုတဲ့ဟာမျိုးအတီရောဝင်သွားပေါ့ကျွန်တော်တို့အဖွဲ့ထဲမှာအဲ့ဒါနဲ့အဲ့အဖွဲ့လေးကအဲ့အဖွဲ့လေးကဒီဖွဲ့တေးလေးပဲရှိသလားနောက်ဘယ်လိုတွေဆက်ပြီးတော့ဖြစ်ဟုတ်အစားပိုင်းတော့အဖွဲ့တော့မဖွဲ့ဖြစ်တယ်တကယ်ချင်းလေးစုတော့လုံမယ်ဆိုတဲ့ဟာမျိုးလေးတော့စလုပ်ဖြစ်တာပေါ့နော်လုံရင်းနဲ့ကျွန်တော်တို့မှာဘယ်လိုစလုပ်ရမလဲဆိုတဲ့ဟာမျိုးတော့ရှိတာပေါ့အဲဝိုင်းတိုင်ပင်ကြတော့တကယ်လူနာများလာရင်တော့လေတယောက်တည်း5 6ယောက်နဲ့မရဘူးလीနော်ကိုပိုင်လုပ်ငန်းတွေလည်းရှိသေးတယ်တခြားဟိုကြောင်းတဲရတာဘာညာတွေလည်းရှိသေးတော့အဲ့ဆိုတော့ငါတို့ဖွဲ့မှဖြစ်မယ်ထင်တယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့မှာလည်းနောက်ကျွန်တော်တို့ကအဲ့မှာဟို criteria တချို့တတ်မှတ်လိုက်တယ်ပေါ့စပြီးတော့လူနာကသူ့မှာယောဂရှိကြောင်းသိရမယ်နောက်သူ့ရဲ့မိသားစုကကျွန်တော်တို့ပြုစုပေးတာကိုလက်ခံပေးရမယ်ပေါ့အဲ့လိုမျိုးဆိုမှပဲကျွန်တော်ကပြုစုလို့ရမှာပေါ့အဲဆိုပတ်ဝန်းကျင်မှာလည်းခွဲခြားဆက်ဆံမှာအရန်ရှိတယ်ပေါ့ဆိုတော့ကျွန်တော်အဖွဲ့အနေနဲ့ကကြောက်လဲလူနာရဲ့တမိုင်းရာဇဝင်အားလုံးကိုလျှို့ဝှက်ထိမ့်သိမ်းကြရမယ်ဆိုတဲ့ဟာမျိုးလဲကျွန်တော်ကအဲ့လိုမျိုးလေးတတ်တိတလောက်ပေါ့နော်အဲ့လိုမျိုးလေး criteria လေးတတ်မှတ်လိုက်တယ်တတ်မှတ်လိုက်တဲ့အချိန်မှာပဲတခုကချက်ချင်းဒီမှာကျတော့ကျွန်တော်တို့တစ်ဖွဲ့လည်းမဟုတ်ဘူးเนาะဟိုမှာအလုပ်တဲ့ခါမှာဒီ Islam လူမျိုးတွေရဲ့ local NGO မှာတို့ဘာသာရေးအသင်းတွေဟိန္ဒူဘာသာရေးအသင်းတွေဒီတပ်ဖွဲ့ဝင်တွေဒါရကျွန်တော်ကအမြဲတမ်းတော့ linkage ဖြစ်နေတာဟုတ်တယ်အဲကြတော့ကျွန်တော်တို့စလုပ်နေရဆိုတဲ့အကြောင်းတကယ်ချင်းနေနဲ့စပြောဖြစ်တယ်ပေါ့ဒီလိုဖွဲ့စည်းနေစကားပြောဖြစ်တော့သူတို့ကလည်းကျွန်တော်တို့ကိုချိတ်ဆက်ပြရမျိုးတွေစလုပ်လာတာအဲ့လိုစလုပ်လာတာကနေပြီးတော့ကျမတို့လူနာတွေစပြီးတော့ပြုစုလာနိုင်တယ်ပေါ့ပြုစုရင်းနဲ့ကဒီလူနဲ့မလောက်တော့ဆိုတာသိလာတာ
အဲ့လိုမျိုးဒီလောက်နဲ့တော့မဖြစ်တော့ဘူးเนาะလူအင်အားထပ်လူရဲဆိုတဲ့ဟာမျိုးပေါ့နောက်တစ်ခုကကျွန်တော်တို့စီမှာ funding မှာမရှိပေါ့အချိန်ကိုမုတ်ဖိုးနေပဲကိုသုံးရတာမျိုးပေါ့လူနာအတွက်လိုအပ်တဲ့ဟာဆိုတော့ကျွန်တော်တို့စပြီးတော့လူနာတွေစပြုစုတဲ့ခါမှာတချို့လူနာတွေကတော့နည်းနည်းလေးပြန်အတိုင်းခါလေးတစ်ခုလောက်ပြီးတော့နေကောင်းလာတယ်နောက်လူအဲ့ရင်တော့ဈေးုံပြန်ပို့ရရရှိပေါ့တချို့ကတော့လည်းစုံပါသွားတယ်ပေါ့စုံပါသွားတဲ့လူတွေကြရင်ကျွန်တော်ကစုံပါတဲ့ခါမှာပြဿနာတစ်ခုကအဲ့အချိန်ကတော့အရာနဲ့ကြောက်ကြတဲ့ခါကျတော့ရင်ခွဲဥမှာတော့အလောင်းကြီးထားပေးရဲဒါပေမဲ့ကျွန်တော်တို့ကသူတို့တေဆုံးသွားတဲ့ခါမှာသူတို့တက်ကဲလုပ်ပေးဖို့ကျတော့အားလုံးကကြောက်ကြတယ်ပေါ့ဆိုတော့အမှရှိတဲ့ဝန်ထမ်းတွေအားစမလုပ်ပေးရဲဘူးပေါ့နော်အမျိုးတွေအချိန်ကြီးရှိတော့ကျွန်တော်တို့အဖွဲ့ဟာဘာစဉ်းစားလဲဆိုဒီလူတယောက်ဟာတေအောင်တေသွားပြီပေါ့ဆိုတော့တေပြီးအတိုင်းခါတစ်ခုရောက်ရင်လည်းသူစီက HIV ကတော့တခြားလူမကူနိုင်တော့ဘူးဆိုတဲ့ဟာလေးလည်းချမ်းမြင်းလေးတော့တည်ထားပါတော့ဆိုတော့အဲ့ချိန်ကျတော့ကျွန်တော်ကတက်ကဲလုပ်ဖို့လိုတယ်ပေါ့ဘာလို့ဒီလူတယောက်ရဲ့နောက်ဆုံးခီးမှာနည်းနည်းတက်တာဆုံးပြီးတော့သွားစေချင်တယ်ပေါ့အဲ့မှာကျွန်တော်ကပြဿနာဘာလဲဆိုတော့တက်ကဲကိုသူတို့ကမလုပ်ပေးတဲ့အတွက်ကျွန်တော်တို့ဖွဲ့ရပဲလုပ်ရတာမျိုးပေါ့အဲ့ကျတော့အဖွဲ့ကြီးစုပြီးတော့ရှီရဲ့လက်အိတ်ကလေးတွေနဲ့အဲ့ဟိုညခွဲုံကအမားတွေဘုံကြီးတောင်းပြီးတော့တောင်းပြီးတော့ကိုရိုင်းရေချိုးပေးရတာအဝတ်စားလဲပေးရတာနောက်ဆုံးသူတို့ plastic တွေနဲ့တန်တန်တော့ပုတ်ပြီးတော့မှကျွန်တော်တို့ဒီ infection လဲတက်တာအောင်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအာရူဘာပိုးတဲ့ခါမှာလဲနာရီကိုပိုးတဲ့ခါမှာလဲဒီဘုံကြီးတွေကျွန်တော်ပင်ပေးတယ်ကတော့ဘွေလည်းကိုပစံနေနဲ့ကိုစီစဉ်ပေးရတဲ့အမျိုးတွေပေါ့နောက်ပြီးရင်ကျွန်တော်ကအဲ့ဒီနာရီတော့ပိုးတဲ့ခါမှာလဲအတန်းနိုင်ဆုံးတော့ကျွန်တော်ကချက်ချင်းတွေပွဲကနေဥဆောင်ပြီးပို့ပေးရတာမျိုးရှိတယ်ပေါ့အဲ့မှာပြဿနာလေးကတော့တချို့ရှိရပေါ့အဲ့တုန်းကတော့ဒါဟိုကျွန်တော်နိုင်ငံရဲ့ထုံစံတိုင်းပေါ့လေဒီဆုံးချင်းနာရေး death certificate တို့ပါလို့ဆိုစီတခြားယုံနေဌာနဆိုင်ရာတွေတွားယူရတာမျိုးရှိရပေါ့ death certificate တွေအတွက်လည်းပတ်စံနေတောင်းတာရှိတယ်နောက်ရင်ခွဲဥမှာလည်းအလောင်းထုတ်ပေးဖို့ဆိုရင်တောင်းတာရှိတယ်အဲ့မှာကျွန်တော်ကတော်တော်ကြီးရောအခက်ခဲရှိတာပေါ့ဆက်လက်ပြီးတော့လက်ရှိဒီနေ့ခေတ်မှာ HIV လူနာတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမက်ကင်နဲ့ဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဘယ်နှစ်ယောက်လောက်ပေါ့နော်အမားတို့ support ပေးခဲ့နိုင်လဲပြီးတော့မှတ်မှတ်ရရပေါ့နော်ဟုတ်အမားတို့ရဲ့ achievement လေးဟုတ်ပြောပြပါကျွန်တော်တနည်းဒီ69-68အတော်အတွင်းမှာစုပေါင်းလူနာ16ယောက်ပို့ခဲ့နိုင်တယ်ပို့ခဲ့တယ်ဆိုတာပြုစုဆောင်ရှောက်ခဲ့နိုင်တယ်ပေါ့နော် that care တွေအားစားပေါ့အဲ့မှာ achievement လို့ပြောရင်အခုချိန်ထိလူနာတစ်ယောက်ကအသက်ရှင်နေပါသေးတယ်လို့အမားတို့ရဲ့ဒီပြုစုမှုနဲ့သူကအဲ့ဟာကြော်ဖြတ်နိုင်ခဲ့တာပေါ့နော်ဟုတ်ကဲ့အဲ့ဟာပြန်တွေးလိုက်မိရင်ပြင်မတဲ့ညတော့ပြခံစားခဲ့ရတာလည်းမရှိတော့ဘယ်တော့ငါတို့ဒီလောက်လုပ်ခဲ့နိုင်တယ်ဆိုတဲ့အတွေးနဲ့အများအားကိုဂုံမှုရပေါ့နော်ဘာလို့ဆိုလူတယောက်ရဲ့အသက်ကိုတရက်လောက်ပဲကယ်ရနှစ်ရက်ပဲကယ်ရဆိုတဲ့အတွေးပဲကျွန်တော်ရှိခဲ့တာပေါ့လေဆိုတော့69-68လောက်ကနေအခု2026ထိကိုလူတယောက်ရဲ့အသက်ကိုဆက်ဆံထားနိုင်တယ်ကိုဆိုတဲ့ကိစ္စကတော့ကျွန်တော်ရဲ့အကြီးမားဆုံးအောင်မြင်မှုပဲပေါ့နော်ဒါပေမဲ့အခုချိန်ကတော့အဲ့ဒီလူနာကတော့ MSM မှာဈေးကုနေပါပြီလို့အဲ့ကျွန်တော်တို့ရဲ့ဟိုထောက်ပံ့မှုကတော့အတိုင်းတာဈေးမရခင်ထိဈေးမရှိခင်အထိကတော့ကျွန်တော်တို့ရဲ့ပြုစုဆောင်ချောင်းမှုချောင်းသူအသက်ရှိလာတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းတော့ MSM မှာဈေးတွေရပေးလာတယ်ရုံနေလဲအဲ့လိုမှဈေးတွေတောင်းမှုယူလို့ရတယ်ဆိုတဲ့ဟာဒီလာတော့သူ့ဈေးကိုတိုက်တွန်းတာပေါ့တိုက်တွန်းရင်းနဲ့သူက MSM မှာဈေးကိုတောင်းမှုခံယူရင်အခုလက်ရှိကတော့ကျွန်တော်တို့MSM မှာဟိုကုခဲ့တယ်နောက်အခုတော့ NAP ပေါ့နော် NAP ပြန်ပြောင်းသွားပြီ MSM ကလွှဲပေးလိုက်တော့NAP Center တွေပြန်ရောက်ပါတယ်ဟုတ်အဲ့တော့အမကရောဒီ MSF ကိုဘယ်လိုရောက်လာတယ်လဲပေါ့နော်ပြီးတော့ဘာဖြစ်လို့ MSF ကိုစပြီးတော့အဲ့လိုဝင်ခဲ့လဲပေါ့နော်ဟုတ်ဒီလူနာတွေကိုပြုစုနေတဲ့အချိန်မှာလူနာတွေရဲ့အားနည်းချက်လိုအပ်ချက်တွေပေါ့အများကြီးเนาะသူတို့နောက်ဆုံးအချိန်ထိကျွန်တော်ရဲ့အိမ်မက်လို့လည်းပြောလို့ရပါဘောနောက်ဆုံးအချိန်ထိအကောင်းဆုံးလုပ်ပေးရှင်တယ်ပေါ့နော်အစားအပြည့်စုံတရက်ဆွဲလို့ရနှစ်ရက်ဆွဲလို့ရအမျိုးကဲပေါ့ patient care center လို့မျိုးအပြည့်ဟို service တွေပေးခြင်းနဲ့ဆန္ဒရှိတယ်သူအခက်ခဲတွေဘာပဲလုပ်ပေးခြင်းနဲ့စေကူတာမှုလို့လည်းလုပ်ပေးခြင်းနဲ့ဒါမဲ့ကျွန်တော်မတတ်နိုင်ခဲ့ဘူးပေါ့နော်ဒါသူကျွန်တော်ကျူနာရှင်အဖွဲ့မှာလုပ်ခဲ့တုန်းကကျွန်တော်ရဲ့အိမ်မက်တွေပေါ့ဟုတ်ဒါမဲ့
MS ကတော့ကျွန်တော်အိမ်မက်ကိုအကောင့်ထဲပေါ်ပြလိုက်တယ်လို့ပြောလို့ရပါပေါ့ဆိုတော့လာရှုံးမှာစပြီး MS စပြီးလာဖွင့်တဲ့ချိန်မှာဒီခါတွေလည်းပေးတယ်ကားခါတွေလည်းပေးတယ်နောက်စေကူတာမှုကလည်းပြေးဝပေးတယ် HME နဲ့ပတ်သက်လို့ပိုထိန်စီလည်းရနေပြီပေါ့နောက်ခုနပြရဲ patient တွေရဲ့ဂုဏ်တိတ်ခါကိုထိမ့်သိမ့်တဲ့အနေနဲ့ဒီဝက်ထိမ့်သိမ့်တဲ့ဒီကိစ္စတွေအားလုံးကြားတဲ့အခါမှာ MS ကိုကျွန်တော်က2009ပြန် join တာ join ပြီးမှကျွန်တော်ရဲ့ account ထဲမှာပေါ်ခိုင်းနိုင်ခဲ့တဲ့အိမ်မက်တွေကို MSF ထဲမှာ join ရတဲ့ account ထဲပြန်ပေါ်ခဲ့တာပေါ့အဲကြောင့်မို့ MSF ကိုအရန်ရှစ်တယ်ပေါ့နော်ဆိုတော့ဘာကြောင့် MSF ကိုအချာကြီးလောက်ရတယ်လဲဘာကြောင့်ချစ်ရတယ်လဲဆိုတော့ကျွန်တော်ရဲ့စိတ်ဆန္ဒအဲကြောင့်ကိုတကယ်တော့ကိုလုပ်ခဲ့ချင်တာအားလုံးကို MSF က MSF မှာပဲကျွန်တော်လုပ်ပြရခဲ့တာအဲ့ဒီအရင်တော့ကအဲ့လိုအရန်ခွဲခြားဆက်ဆံတာအရန်များတယ်ပေါ့နော်လူတွေကလည်းသိမသိဘူးပြီးတော့လည်းကြောက်ကြတာပေါ့နော်အဲ့လိုမျိုးဆိုတော့လေအခုအခြေအနေနဲ့ဆိုလို့ရှိရင်ရောအမအနေဘယ်လိုကွာခြားတာမျိုးမြင်လဲပေါ့နော်အခုအခြေအနေမှာရောဒီလူနာတွေပေါ်မှာခွဲခြားတာရှိသေးလားပေါ့နော်ဘာတွေလုပ်ဖို့လိုလဲပေါ့နော်ဟုတ်အရင်ကလောက်တော့မစိုးတော့ဘူးလို့တော့ပြောလို့ရပါဘောเนาะဒါပေမဲ့လုံးလုံးလာလာကြီးဒီလူနာတွေကိုအားလုံးဟိုကျွန်တော်တို့ MSF ဝန်ထမ်းတွေလို့ပေါ့new treaty ဆက်ဆံတဲ့ respect ထားရဲဆိုတဲ့ဟာမျိုးလောက်ကတော့နေရာတိုင်းမှာတော့မရှိသေးဘူးလားပေါ့နော်ဟိုဘာလို့ဆိုအများအပြားကလည်းဒီခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ကိစ္စတွေကလည်းကြားနေရသေးတာဆိုတော့ဒါမဲ့လည်းအဲ့ဟာတွေကကြတော့လေကျွန်တော်တို့ဒီပညာပေးတဲ့စနစ်မှာခဲ့တဲ့ကိစ္စတွေနောက်လူတွေရဲ့ကြောက်စိတ်ကိုတော့ကျွန်တော်ကလည်းတချို့ဖယ်လို့မရဘူးเนาะနောက်ကိုကတော့သူတို့လေးစားနိုင်တယ်သူတို့ရဲ့ဂုဏ်တိတ်ခါကိုဦးစားပေးနိုင်တယ်ဆိုတော့တချို့လူတွေကြတော့လေသူတို့ရဲ့ဒီကိုတွေရသူတို့ခံယူချက်တဘောတာအရကျွန်တော်ကတော့ဒီလူနာတွေပေါ်ခွဲခြားတဲ့ဟာကိုလည်းကျွန်တော်ကလိုက်ပြောင်းလို့မရဘူးပေါ့เนาะဆိုတော့အရင်ကထက်တော့နည်းနည်းလေးတော့ခွဲခြားဆက်ဆံမှုတွေညော့လာတယ်လို့တော့မြင်ရတယ်ပေါ့နော်လက်ရှိတော့ရှိနေတော့မှာပဲကျွန်တော်တို့အမြင်တော့လူတွေကို awareness ပေါ့နော်ဆိုဘာလို့ဆိုလူကတိမ်မှာပဲလေဒီယောဂါမှာမဟုတ်ဘူးလေနော်ဆိုတော့အတက်နိုင်ဆုံးဘယ်လိုကာကွယ်ရမလဲဆိုတဲ့အနေနဲ့နေတည်ရင်ကျွန်တော်တို့ဘယ်လိုကူညီပေးရမလဲဆိုတဲ့ဟာမျိုးတွေကပိုအရေးကြီးတယ်လို့မြင်တယ်ပေါ့ဒီတချို့ပေါ့နော်ဒီအရင်တော့အယူဆပေါ့လေနော်ဒီ HIV ရှိတယ်ဆိုရင်သူကအပွေလို့ရှုပ်လို့ပေါ့တရားမှာအဲ့လိုမျိုးပုံစံနဲ့တစိတ်ကတ်ကြတာပေါ့နော်အဲ့လိုဆိုတော့လေအဲ့ဒီအပေါ်မှာရောအမဘယ်လိုမြင်လဲပေါ့နော်ဟုတ်ဆိုတော့အများအပြားတော့ကျွန်တော်တို့စပြီးဖွဲ့ခဲ့ကြရတယ်အဲ့လိုပဲလေနော်ဟိုအများအပြားသိတာ HIV ဖြစ်ရင် AIDS နဲ့တည်တော့မှာသူတို့က HIV ရောဂါပိုးရှိခဲ့တယ်ဆိုရင်တင်ဘဒူဆိုတာတဲ့တင်ပါလုပ်ခဲ့တဲ့ပုံမူတည်တယ်တို့နောက် HIV စဖြစ်တော့လဲဟိုအရင်တော့နိုင်ငံတကာမှာနော်လိင်ဆက်ဆံတာအကြောင်းဖြစ်တာတို့အပလင်ပြောပါလိုက်စားလို့ဖြစ်တာတို့ဒီမျိုးကျန်းမာရေးပညာပေးတဲ့ပုံစံတွေပဲရှိခဲ့တော့ HIV ယောဂပိုးရှိလိုက်ပြီဆိုတာနဲ့သူကမကောင်းတာခုနပြောမကောင်းတဲ့အပြုအမူတွေလုပ်လို့သူရခဲ့တာဆိုတဲ့ဟာမျိုးပဲတန်းပြီးတော့လူတွေကအဲ့လိုခုနသမီးပြောလို့သစိတ်တွေကပ်ပစ်လိုက်တာပါနေနေဘိုင်နေနေလှုပ်လိုက်တော့သူကဒီလူတွေကခွဲခြားရမယ်ဆိုတဲ့အသွေးပေါ့နောက်တစ်ခုကသူတို့ကူးမှလည်းပြန်ကြောက်တဲ့အသွေးဆိုတော့ဒီဟာတွေကပေါင်းပြီးတော့လူနာတွေကိုခွဲခြားဆက်ဆံတဲ့ကိစ္စပိုကြီးထွားတော့တာပေါ့နော်ဆိုတော့တကယ်တမ်းကျတော့ကျွန်တော်တို့မသိနိုင်တဲ့အချက်တွေအများကြီးရှိရပေါ့လေဟိုခုနသွေးသွင်းတာပေါ့အရင်တော့ဆိုကျွန်တော်တို့တစ်ခါသုံးဆေးထွားတွေမတုံးခဲ့ရအောင်ဆိုတော့ကျွန်တော်တို့ဆေးရုံတွေကနေတဆင်လဲဒီကုသတဲ့နည်းလမ်းတွေလုပ်ခဲ့နိုင်တာပဲပေါ့HIV ပိုးဝင်သွားပြီးခဏချက်ချင်းဝင်တယ်ခဏချက်ချင်းကျွန်တော် AIDS ဖြစ်သွားတာလည်းမဟုတ်ဘူး9နှစ်တို့မဟုတ်10နှစ်15နှစ်ခုနကျွန်တော်ရဲ့လူနာဆို18နှစ်လောက်ထိသူ ARDC မဲ့တော့ပဲနေခဲ့တာဆိုတော့သူရဲ့ immune system ပေါ်မူတည်ပြီးတော့သူကကျန်းမာနေတဲ့လူတစ်ယောက်အနေနဲ့အကြိုက်နေခဲ့နိုင်တော့ဒီအတော်တွင်းမှာဟိုးပဝေတနီကကူးစက်ခံထားတဲ့ကိစ္စဒီစီယုံစီခန်းချောင်းတော့၎င်းကျွန်တော်ရဲ့နီးပညာအားနဲ့ချက်တော့၎င်းပေါ့နော်အဲ့လိုကြောင့်တကူဖြစ်ခဲ့တယ်ဆိုတဲ့ကိစ္စကဒီလူနာမှာခုနပြောသလိုသူတို့ထင်မြင်ထားတဲ့အပြုအမူတွေမလုပ်ရင်တော့ကူးစက်ခံထားခဲ့ရတယ်ဆိုတဲ့ဟာကသူ့ကိုသွားပြီးအပြစ်ပြောလို့လည်းမသိဘူးလို့ထင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့သူဘလို့ပြုတ်မှုပဲလုပ်ပါစေပေါ့လူနာလို့ပဲမြင်တင်တယ်လို့မြင်တာပေါ့အဲတချို့ဆိုရင်တော့အမျိုးသားကနေအမျိုးသမီးကိုကူးလာတော့အမျိုးသားကနေအမျိုးသမီးကူးပြီးတော့ကလေးတွေပြန်ကူးလာတော့ဆိုကလေးတွေကြားထဲမှာလည်းဒီလိုခွဲခြားဆက်ဆံခံရတဲ့ကိစ္စတွေအရမ်းများတယ်ပေါ့ဒီစနေတုံးရတယ်ဟုတ်ကျေးဇူးပါညီမလေးခုလိုမျိုးပေါ့နော်ကျွန်တော်ပြခွင့်ပြတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီ podcast လေးထဲမှာတော့အကူအညီလိုအပ်နေတဲ့သူတွေအတွက်ပြုစုဆောင်ရှောက်မှုပေးခြင်းနဲ့မကေရဲ့စေတနာတွေအားထုတ်မှုတွေပြီးတော့လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်တွေကိုအများကြီးမြင်တွေ့ရမှာဖြစ်ပါတယ်။
လက်ရှိမှာတော့မက်ကေယာမြကြီးနားမြို့ကနေစင်တာဆရာဝန်များအဖွဲ့ရုံးမှာဆက်ပြီးတော့လုပ်ကိုင်နေပြီးတော့လူနာတွေအတွက်တကယ်လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ဆက်ပြီးစူးစမ်းအားထုတ်နေပါတယ်နောက်ထပ်လာမယ့်အပိုင်းတွေမှာလည်း MSF နဲ့အတူတူလက်တွဲပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နေတဲ့ဝန်ထမ်းတွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘဝဖြတ်သန်းမှုတွေးကြုံနေသူတို့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေသူတို့မြင်တွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေသူတို့ရဲ့အတွေးအမြင်တွေဒါတွေကိုဆက်ပြီးတော့ဆွေးနွေးသွားမှာမို့လို့စောင့်မျှော်ပြီးတော့နားဆင်ပေးကြပါအောင်ရှင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်